ကြီးကြောင်းကကျွန်တော်တို့မြန်မာ idol တော့နော် season 1မှာကျွန်တော်တို့မတ်တရ3ပတ်မြောက်လောက်မှာထင်တယ် group sound ဆိုတဲ့အချင်းလေးလေဆိုတော့ထာဝရအရှုံးလို့မြင်ရပါတယ်ကျွန်တော်အရင်တော့ခီးတောင်9ရောက်teacher Tracy တို့အဖွဲ့တွေပေါ့နော်ဆိုတော့ဆရာဆောင်းဦးတို့ teacher Tracy တို့အဖွဲ့တွေဆိုထားတဲ့အချင်းလေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အခုလည်းဒါလေးကိုမှတ်တရအနေနဲ့ဆိုချင်ပါတယ်ဆိုတော့30တိုင်းမှားရလေးရှိရင်လည်းတိကျပြီးနားလည်ပေးပါခင်ဗျာ这样太亲切的美丽，不看咋样那一刹那，都里面吸引你，把妈咪都引你，估计那多么美，他为了说他，路路都差啊，比赛看你那些人，对着着嘞。Right there.